ဝတစ်ခုတည်းပဲမယ်အိမ်တော်တဲ့ဘဝနှစ်ခါရနေပါဦးဘယ်လိုလဲကြရမလဲကိုလိုက်ချနေနေမယ်အရာရာပြည့်စုံအောင်ထားပေးနိုင်ရင်သူရဲ့အချစ်ကိုတသက်ပြတာလို့သူကထင်ကြတာတောင်းတယ်ပြီးပြန်ချော်တယ်သူကအမြဲတမ်းနာစီရမယ်sorry ပါပိုင်ငါဖုန်းလေးဆိုင်လက်လောက်ထားတယ် နင်လေငါလွယ်လို့ရှိရင်လောကလုံးကလူကိုပြုတ်ဆိုင်တာ ငါ queue site ဆက်မှာမဟုတ်လား အဲ့ဒါငါပါ ငါချစ်စီချစ်လို့ရှိရင်ဒါမှအပိုင်ပါဆိုတော့လောကလုံးသူချပြချင်တယ် ဘဝရဲ့တချင်ချင်းကနင်ကငါ့အမှာရှိနေတယ်ဆိုရင်ဒါဘာလို့လဲအဖြေပဲမဟုတ်ဘူး မနက်နေဆိုရှိတယ်ဘာမှမနေကြတယ် limit ရှိတယ် သူဘာလို့လဲကျွန်တော်ကိုဆင်းစင်းလဲကျွန်တော်နေတာကျွန်တော်ခရီးရစားတယ်သူကိုလည်းနေစတဲ့ကြောင်ဖြစ်နေတာ Happy birthday ယောက်ျားကြောက်ကသူတကယ်ချစ်တဲ့မိန်းမကြောက်ကိုဘယ်အချိန်မှဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာကိုသူသိချာသိတယ်တဲ့ ရွှေခီးဆောင်တဲ့ဘဝကိုလည်းသတိရနေ ငါမိမဆိုပြီးကိုလောက်ခဲ့တဲ့အပါတာဝန်ယူရဲတယ်ဘသူကြောင့်ပါဆိုပြီးတော့လက်ညှိုးထိုးအပြစ်ပုံချတဲ့လူရဲသားတွေမှာငါမမဘူးကျမတို့တရားဆွဲပြီးထောင်ချလို့ရတယ်ကျမသိချာသိတယ် ဆရာမရဲ့ချစ်သူမိရခိုးမှုတရားဆွဲထောင်ချလို့ရတယ် ကိုနိုင်မင်းကငွေကိုကိုးကွယ်တဲ့သူရမဝါတော့ကိုအတွက်ဘာမဆိုစွန့်လို့ရည်သူနဲ့နေရတယ်ပြန်စီအောင်ပါကျမရဲ့တဲ့အကုန်တန်ရာတွေနဲ့ပြည်နေတယ်အကယ်၍ရမဝါအိမ်တော်တဲ့ဘဝကိုရင်းချစ်တဲ့အတွေ့နဲ့ဖြတ်ကျော်ဖို့ကြိုးစားမိမယ်ဆိုရင်